ဒီလိုမျိုးခောက်ဆွဲတွေလေးပေါ်ပြင်နေတာမြင်ဖူးကြလားဟုတ်ပါတယ်ဒါကတော့အမြင်ဆန်းပြီးစားလို့ကောင်းတဲ့ flying noodle ပဲဖြစ်ပါတယ်ဒီနေ့ကျမစားချင်နေတာကြာပြီဖြစ်တဲ့ခောက်ဆွဲပြန်လေးကိုသွားစားဖြစ်ခဲ့ပါတယ်ယထာတပြန် bus တပြန်နဲ့သွားခဲ့ရလဲသွားရတာတကယ်ကိုတန်ခဲ့တယ်ဒီခောက်ဆွဲဟာမလေးရှားနဲ့စင်ကာပူမှာ2010အလယ်ပိုင်းလောက်ကစပြီးနာမည်ကြီးလာတာပါအဲ့တုန်းကစားတောက်ဆိုင်တွေဟာ social media တွေမှာ viral ဖြစ်ဖို့လူတွေကိုဆွဲဆောင်ဖို့ဒီလိုမျိုး creative food plating တွေကိုစတင်လုပ်လာကြတာပါဆိုတော့ဒီခောက်ဆွဲပြန်ဟာဒီဖက်ခိမသာဖန်တီးထားတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကကြီးမားတဲ့ပကံထင်းမှာခောက်ဆွဲတွေကဒူဒစုံနဲ့အတူလေပေါ်ပြန်နေတာပဲဖြစ်ပါတယ်မှာကတော့ဒီ food court လေးမှာရနိုင်တယ်ဆိုလို့ရောက်အောင်သွားစားခဲ့ပါတယ်ဒီခောက်ဆွဲကအရင်ဆုံးအပူပေးထားတဲ့စီပူပူမှာခောက်ဆွဲသားတွေကိုအရင်ထည့်ပြီးမှသမင်းစားတူလေးနဲ့ခောက်ဆွဲသားတချို့ကိုအပေါ်ဆွဲတင်ပုံဖော်ပြီးကျွတ်နေအောင်လုပ်ရတာပါပြီးရင်ပဇွန်ကြီးကြီးတွေရဲ့ကျက်တူမိတ်ကျင်းအစရှိတာတွေကိုပြုတ်ပြီးခုနကကြော်ထားတဲ့ခောက်ဆွဲပေါ်ကိုအလားဆင်ပါတယ်ပြီးတော့ပဇွန်ပြုတ်ရည်တွေကိုပကံထဲလောင်းချပါတယ်အခုတော့စားဖို့ရည်ဖြစ်ပါပြီခောက်ဆွဲတွေကမာနေတာဘလို့စားရမှာလဲဆိုပြီးတွေးနေကြမှာပဲကျမစားတာကြီးလိုက်ပါတော့မာနေတဲ့ခောက်ဆွဲတွေကိုအရေးသေးနစ်လိုက်ယုံနဲ့အရသာရှိရှိစားသုံးနိုင်ပြီဖြစ်ပါတယ်သူ့ရတာကကျမထင်ထားတဲ့အရသာနဲ့မတူပါဘူးခောက်ဆွဲသားကအရန်ကိုစားလို့ကောင်းပါတယ်အရေးပြစ်လေးနဲ့ပဇွန်ကလည်းအကိတ်ကြီးဆိုတော့စားရတာအားရပါတယ်တငယ်ချင်းတို့ရောစားဖူးကြလားစားဖူးသေးရင်စားဖြစ်အောင်သွားစားကြည့်လိုက်ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်နော်